ရွှေလဝိယတနာတွေဖန်တီးတဲ့လုပ်ငန်းစဉ်ဆိုတာတကယ့်ကိုစိတ်ဝင်စားဖို့ကောင်းပြီးအတီးစိတ်ကြလာတဲ့အမှုပညာတစ်ရပ်ဖြစ်ပါတယ်။ဒါဟာအရေးသွေးမြင့်ရွှေတွေကိုတေချရွေးချယ်ရကနေစတင်တာဖြစ်ပြီးအဲ့ဒီနောက်မှာတော့ရွှေတွေကိုအရေးကြိုပြီးပုံစံအမျိုးမျိုးဖော်ကြရပါတယ်။ကျွမ်းကျင်တဲ့ပန်းထိန်ပညာရှင်တွေကတီးတန့်ကိရိယာတွေကိုသုံးပြီးတော့ခက်ခဲနဲ့နဲ့ဒီဇိုင်းတွေကိုထွန်းထူးကြတဲ့အဖိုးတန်ကြောင်မြတ်ယတနာတွေကိုစီးချကြတယ်လို့နောက်ဆုံးမှာတော့တောက်ပြောင်လာအောင်အထိအယောင်တင်ပေးကြတာပါအစင်တိုင်းမှာတိကျမှုနဲ့စိတ်ရှည်မှုတွေလိုအပ်လာတာကြောင့်မျိုးဆက်တစ်ခုကနေတစ်ခုအထိတံပိုးထားသိမ်းဆည်းနိုင်မဲ့ထူးခြားလာပါတဲ့လက်ဝိယတနာတွေထွက်ပေါ်လာရတာဖြစ်ပါတယ်ရွှေလက်ဝိယတနာဖန်တီးမှုအတတ်ပညာမှာရာစုနေပေါင်းများစွာကလက်ဆင့်ကမ်းလာတဲ့ကျွယ်ဝလာတဲ့တမိုင်းကြောင်းတွေရှိနေခဲ့ပါတယ်။ရှေးဟောင်းယဉ်ကျေးမှုထွန်းကားခြင်းကနေဒီနေ့ခေတ်ဒီဇိုင်နာတွေအထိရွှေရဲ့ဆွဲဆောင်မှုကတော့ဘယ်တော့မှယိုမသွားခဲ့ပါဘူး။ရိုးရှင်းတဲ့ရွှေလက်စုလေးကစလို့စမ်းပြတဲ့လဲဆွဲတွေအထိရွှေလက်ဝိယတနာတွေဖန်တီးရမှာပါဝင်တဲ့လက်ခါတွေကတော့တကယ်ကိုအံ့ခန်းပါပဲ။ရှေးယိုနီလန်တွေနဲ့ခေတ်သစ်စတိုင်တွေကိုပေါင်းဆက်လိုက်တာကဖြစ်နိုင်ခြေရှိတဲ့နေပေတွေကိုပိုပြီးကျေပြန့်စီခဲ့ပြီးရွှေလက်ဝိယတနာတွေကိုစိမ့်ခံမှုကြော့ရှင်းမှုနဲ့ထာဝရအလားတရားတွေရဲ့တငေတတစ်ခုဖြစ်လာစေခဲ့ပါတယ်